အဲ့ဒီငိုက်နေတဲ့လူရဲ့ပတ်စံထဲကပတ်စံအိတ်ကလေးကိုသူကဘာဖြစ်တော့နှိုက်လိုက်တာငါးပဲရတယ်တငါလုပ်ငန်းဖြင့်အသက်မွေးကြတဲ့တငယ်ချင်း2 ယောက်ဟာရေထဲမှာငါးရှာကြအခါကြီးရဲ့ကြီးရောက်တော့တရွာလုံးကဥပုသ်ဆောင်သုံးသူတို့2 ယောက်ထဲကြမ်းနေတယ်ဟာတို့2 ယောက်ထဲတင်ကွာကြံတဲ့လူတွေဥပုသ်ဆောင်နေကြတို့ကလည်း2 ယောက်သလုံးသွားဥပုသ်ဆောင်လို့လည်းမဖြစ်ဘူးတစ်နေ့လုံးမှတစ်နေ့စားအဲ့တော့ဒီလိုလုပ်မယ်တယောက်ကဥပုသ်သွားဆောင်တယောက်ကငါးရှာဒါဆိုတဝက်တော့ကုသိုလ်ရမယ်ပေါ့အဲ့ဒါနဲ့ကောင်းပြီကွာဆိုပြီးတယောက်ကဥပုသ်ကြောင်းသွားပြီးဥပုသ်ဆောင်တယောက်ကရေထဲမှာပါဖြစ်တော့ငါးရှာဥပုသ်ကြောင်းသွားပြီးတော့ကုသိုလ်သီလဆောက်တည်တဲ့ပုဂ္ဂိုလ်ကကုသလံဓမ္မံပဲကုသိုလ်တရားတွေလုပ်ရေထဲကငါးရှာတဲ့ပုဂ္ဂိုလ်ကအကုသလံဓမ္မံပေါ့ဗျာဟုတ်လားရေထဲကငါးရှာတဲ့လူကစိတ်ကဘယ်ရောက်နေသလဲမင်းဘုန်းကြီးကြောင်းရောက်လုပ်နေတာအကုသိုလ်ဒါပေမဲ့စိတ်ကဟောငါတကယ်ချင်းဒီချိန်ဆိုရင်ဘုန်းကြီးထံသီလခံယူလောက်ပြီဟာဒီချိန်ဆိုရင်တော့ဘုရားကုံတရားကုံသံဃာကုံတွေပွားလောက်ပြီဒီချိန်ဆိုရင်တော့ဟောကြားတဲ့တရားတွေနာပြီးတော့ဓမ္မတဝနာကုသိုလ်တွေရလောက်ပြီလူကလုံနေတာကအာကုသိုလ်လုပ်ရင်းနဲ့ပြိဿစိတ်ကကုသိုလ်ပဲရောက်တယ်သူ့မှာဘာဖြစ်တော့ကုသိုလ်တွေဖြစ်နေတာဟုတ်လားဟာနောက်တကဘုန်းကြီးเจ้าရောက်နေတဲ့လူကဘုန်းကြီးရှေ့သာထိုင်နေတာငါတကယ်ချင်းခုချိန်ဆိုရင်900လောက်ပြီပထမရတဲ့ငါးလေးရောင်းပြီးဆံဝယ်လောက်ပြီဒုတိယငါးလေးရိုက်တက်ပြီးတော့ငါတော့ဟင်းချက်လောက်ပြီဟောတယောက်ကကုသိုလ်လုပ်ရင်းနဲ့ဘာဖြစ်တော့အာကုသိုလ်ဖြစ်တာတယောက်ကအာကုသိုလ်လုပ်ရင်းနဲ့ဘာဖြစ်နေတော့ကုသိုလ်ဖြစ်တယ်တဲ့သူတော်ကောင်းတို့ဒါလူတွေရဲ့စိတ်စပါးကွာဟုတ်ပြီလားဒါမျိုးကိုပဋ္ဌာန်းလို့ဒီလိုခေါ်တာဗျာကုသလံဓမ္မပဋိစ္စကုသလောဓမ္မောဥပ္ပိသတိကုသလံဓမ္မပဋိစ္စအာကုသလောဓမ္မောဥပ္ပိသတိအာကုသလံဓမ္မပဋိစ္စကုသလောဓမ္မောဥပ္ပိသတိအဘိဓမ္မာသိပြီးတော့စိတ်ဝင်စားစရာကောင်းကုသိုလ်လုပ်ရင်းနဲ့ကုသိုလ်ဖြစ်ကုသိုလ်လုပ်ရင်းနဲ့အကုသိုလ်ဖြစ်အကုသိုလ်လုပ်ရင်းနဲ့လည်းကုသိုလ်ဖြစ်အကုသိုလ်လုပ်ရင်းနဲ့လည်းကုသိုလ်တွေဖြစ်ဒါမျိုးတွေဟောထားတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကတငယ်ချင်း2 ယောက်တငယ်ချင်းကတခိုးတငယ်ချင်းမြို့ထဲလှဲ့လေခိုးလို့အစင်မပြေတော့ကြံမိကြံရာကြံနေဖယားထံတရားနာတဲ့ပိဋကတ်ထဲခိုးဖို့ကြံတာအေးကွာလူတွေအများကြီးဒီလောက်များတဲ့ထဲကလူတွေတဲကတော့တယောက်ယောက်ကတော့ငိုက်ပါငိုက်ရင်တို့တွေခိုးရအောင်ဆိုပြီးတော့တခိုး2 ယောက်ကတရားနာပိဋကတ်ထဲရော့လိုက်သွားပြီတရားနာပိဋကတ်ထဲမှာဝင်းထိုင်နေတယ်ဖယားတရားပွဲကြီးထိုင်နေတော့တယောက်သောလူကမြတ်စွာဘုရားဟောတဲ့တရားကိုခိုးမလို့သွားရင်းနဲ့မခိုးပဲနဲ့ဘုရားရဲ့တရားကြားပြီးတော့အဲ့တရားတဲ့စိတ်ဝင်စားပြီးတော့တရားကိုစိုက်နာတယ်အာကုသလံဓမ္မပဋိစ္စအာကုသိုလ်အကြောင်းပြုပြီးတရားနာသွားတာပြိတဲ့ကုသိုလ်ရခြင်းလို့လားလို့မေးရတော့မဟုတ်ဘူးပတ်စံရခြင်းလို့သွားတာအာကုသလံဓမ္မပဋိစ္စပေါ့ဒါပေမဲ့ဘုရားတရားထဲမှာအာယုံစိုက်လိုက်ပြီဆိုတော့ဘာဖြစ်သွားတော့ကုသိုလ်ဖြစ်သွားတယ်ဟုတ်လားအဲ့ဒါနဲ့ဘုရားတရားအာယုံစိုက်ပြီးတရားနာလိုက်တာအဲ့ဒီလူကဘာတည်သလဲမေးရင်သောတာပန်တည်သွားတယ်ဟိုတယောက်ကတော့ဘယ်သူများငိုက်တယ်လေလို့တရားနာပိဋကတ်တဲ့ငိုက်တဲ့ပုဂ္ဂိုလ်ကိုလိုက်ရှာနေတာငိုက်တဲ့ပုဂ္ဂိုလ်လိုက်ရှာပြီးငိုက်တဲ့ပုဂ္ဂိုလ်လည်းတွေးရောအဲ့ဒါမှာဟိုတော့ကတော့သူတို့အဝတ်တွေရဲ့ဓာတ်မှာပတ်စံလေးတွေခြိတတ်ကြတာမျိုးရှိမှာပေါ့အဲ့ဒီငိုက်နေတဲ့လူရဲ့ပတ်စံထဲကပတ်စံအိတ်ကလေးကိုသူကဘာဖြစ်တော့နှိုက်လိုက်တာငါးပဲရတယ်ငါးပဲရတော့ပျော်သွားပြီပေါ့ငါစားလောက်ပြီအိမ်ကမိသားစုလည်းစားလောက်ပြီကြည့်လိုက်နော်သူတော်ကောင်းတို့တယောက်ကအာကုသိုလ်လုပ်ရင်းနဲ့ဘာဖြစ်နေတော့အာကုသိုလ်ဖြစ်တယောက်ကအာကုသိုလ်လုပ်ရင်းနဲ့ဘာဖြစ်သွားတော့ကုသိုလ်တွေဖြစ်သွားတယ်ဒါပြောတာဟုတ်ပြီလားအဲ့ဒီမှာအိမ်လည်းပြန်ရောက်ပြီးတော့တရားပွဲပြီးလို့အိမ်ပြန်ကြတော့အိမ်ပြန်တဲ့အခါသောတာပန်တီးလာတဲ့တငယ်ချင်းကမင်းဘာရခဲ့သလဲလို့ဟိုလူကမေးတဲ့အခါမဖြေနိုင်ငါပဲရခဲ့တယ်မင်းဘာရဟာငါတရားနာခဲ့လို့တရားရခဲ့တယ်
အိုးမင်းနဲ့ကွာအလုတ်ကဘာလို့အလုတ်ကလေးမင်းစဉ်းစားမှပေါ့တရားနာခြင်းလို့သွားတာမဟုတ်ဘူးပတ်စံရခြင်းလို့သွားတာငါသွားတဲ့လို့ငါရခဲ့တဲ့ဒီပဲမြင်သလားငါပဲမင်းတော်တော်ညံ့တဲ့ကောင်ပဲလို့သူတော်ကောင်းတို့တွေငါပဲရလာတဲ့လူကသောတာပန်တီလာတဲ့ပုဂ္ဂိုလ်ကိုငေါက်တယ်မန်တယ်ရှုံချတယ်ပေါ့ဗျာကိုလှုပ်ရမယ့်အလုပ်မလုပ်ဘဲနဲ့ကိုမလှုပ်ရမယ့်လှုပ်ရမလားလို့ဒီလိုမျိုးသူကအထင်သေးအမြင်သေးနဲ့ငေါက်တယ်မန်တယ်မင်းတော်တော်မိုက်တဲ့ကောင်ပဲလို့ဒီလိုလဲပြောတဲ့အဲ့ဒီမှာသောတာပန်တည်ထားတဲ့လူကမြတ်စွာဘုရားကြောင်းသွားပြီးတော့ဒီအကြောင်းအရာတွေလျှောက်ပြသူ့နောက်ကလည်းသူ့မိသားစုတငယ်ချင်းပေါင်းသင်းတွေပါသွားတယ်မြတ်စွာဘုရားတရားဝဲတပည့်တော်တရားလာနာတယ်ပထမလာတော့ကတော့လာခြင်းနာခြင်းလွန်းလို့တော့မဟုတ်ပါဘုရားတပည့်တော်တို့တွေပတ်စံရခြင်းလို့ကပိုက်နိုင်မလို့ခိုးမလို့လာခဲ့ကြမြတ်စွာဘုရားရဲ့တရားတဲ့စိတ်ဆိုင်ပြီးနားလိုက်တဲ့အခါတပည့်တော်ရဲ့တန်တန်မှာဒိဋ္ဌိနဲ့ဝီစိကိစ္စကင်းကွာပြီးတပည့်တော်သောတာပန်စခန်းရောက်လှမ်းခဲ့ပါပြီတက်လှမ်းနိုင်ခဲ့ပါပြီမြတ်စွာဘုရားဒါပေမဲ့လို့တပည့်တော်တငယ်ချင်းကတပည့်တော်ကိုလူမိုက်လို့ပြောတယ်ဘုရားဟာဒီလိုလျှောက်တော့မြတ်စွာဘုရားကအဲ့ဒီစကားအကြောင်းပြုပြီးတော့မှတရားဟောတယ်ယောဘာလောမေညတိဘာလယံပန္တိတောဝါပိတေနသောဘာလောဇာပန္တိတာဝါနီဘာလောဇာပန္တိတာမာနိသဝေဘာလောတိဟုတ်စတိဘေကဝေယံတော်များအိုจิตသားတို့ယောဘာလောအကျဉ်လူမိုက်သည်ဘာလယံမိမိမိုက်သည်အဖြစ်ကိုမေညတိသိတယ်သောထိုလူမိုက်သည်ဒေနထိုမိမိမိုက်သည်ရဲ့မိမိမိုက်တာသိတဲ့အတွက်ဒါကြောင့်ပန္တိတောဝါပိပန္တိတဆိုတာဖြစ်လာနိုင်စရာအကြောင်းရှိတယ်အေးလူမိုက်တယောက်ဟာကိုမိုက်လို့မိုက်နေမှသိရင်လူကောင်းဖြစ်ရောက်လူကောင်းတယောက်ဖြစ်လာနိုင်စရာအကြောင်းရှိတယ်တဲ့ဘုရားကဒီလိုပြောတယ်ဘာလောဇလူမိုက်ဒီကအတ္တနာမိမိကိုယ်ကိုပန္တိတမာနီပညာရှိဟုမှတ်ထင်တယ်နောက်တကလူမိုက်တယောက်ကတော့ကိုကမိုက်နေတာကိုမိုက်မှန်းမသိဘူးပန္တိတမာနီငါပညာရှိกว่าလို့ဒီလိုထင်လိုက်တယ်သာဝေဘာလောတိဟုတ်စတိအဲ့ဒီပုဂ္ဂိုလ်မျိုးကမှတကယ်ကိုလူမိုက်ပဲတဲ့မြတ်စွာဘုရားဒီတရားဟောအဲ့တော့ဒါလေးကိုဗမာဦးဇင်းတို့စကားပုံလေးကပြောကြတယ်ဘာလဲမေးလိုက်တော့မိုက်မှန်းသိရင်လူကောင်းဖြစ်နိုင်၏မှန်သိရင်လူကောင်းဖြစ်နိုင်၏မှားလို့မှန်မသိဘူးဆိုရင်လူကောင်းဖြစ်ဖို့ခဲရင်တယ်ပို့ဆိုတာကမှားနေတာကြီးကိုမှန်တယ်ထင်ရင်ပို့ပြီးတော့ဘဝဟာနစ်နာတယ်လို့ဒီလိုနားလည်ရမယ်ပေါ့ဗျာဟုတ်လား